မင်္ဂလာပါဒီနေ့မှာဆိုရင်တော့ဖြစ်အတိတယောက်နဲ့ SFG by 1ပြည့်သွားမှာပဲဖြစ်ပါတယ်အခုအခန်းထောင်းတာအခန်းရေးမှာအဒီလောက်တော့အမားများပါဝဲဆိုရင်နှစ်တိခံပြီးကြည့်ပေးကြပါဆာလာမတူအခန်းထောင်နဲ့ကြာရပဲဖြစ်ပါတယ်စိတ်ရှိပြီးတော့အဆုံးကြီးကြည့်ပေးပါအခန်းထောင်ရဖြစ်ပါတယ်como se no había ahora hecho tú la shine tú ya no te estaba Feel no but so the chain had to GB like about GB Luda don't see you my Você conhece,
başına sen yaşa otursun bırak bana sen ayrılma hiç ayrılma sen gitme sensiz duramam seviyorum seni tek başına sen yaşa otursun bırak bana